လှတော့သားစစ်တယ်ကွာအဲ့ဒါနဲ့ကျွန်တော်သူ့ကိုမိတ်ဆက်ပေးတယ်ဟိုးမော်တော်ကားရှေ့ကမ်းမှာထိုင်းနေတာစာရေးဆရာကြီးဤကြကွေးပါပဲအဲ့လိုလဲပြောလိုက်ရောလှတော့သားချက်ချင်းထွက်လာဟာဆရာကြီးနာမည်ကလည်းကောင်းလိုက်လားမနေ့လေးလို့လက်ဖက်ဆိုင်သွားမုံဘိုးမကုံတော့ကိုယ်နာမည်နဲ့ကိုတို့မြည်လိုက်ုံနဲ့နိုင်ငံကျော်ဟာသစာရေးဆရာဤကြကွေးလှုပ်တော့မလှုပ်လိုက်နိုင်ငုတ်တုတ်ပဲနော်ကိုကြီးခံရပြီလားကွာခံရတယ်ကွာအေးကိုရတာလို့ခံရတာသဘောကျတယ်ဗျာလာပါဗျာလက်ဖက်ဆိုင်သွားပြီးတော့စကားပြောရအောင်လက်ဖက်တော့ရင်စကားပြောကြလှတော့သား6ယောက်နဲ့ကျွန်တော်တို့စာရေးဆရာ3ယောက်နဲ့တကယ်တော့သူတို့ပြောတာပါကျွန်တော်တို့ကနားပဲထောင်နေရတယ်သူတို့ပြောတဲ့စကားလေးတွေနားထောင်ကြည့်ပါစပိန်တာယာပါလိုက်ပုံမြန်တဲ့စပင်ညက်ဆိုင်ရှေ့တုံဖြတ်မစီးရဘူးတဲ့။အော်ဘာဖြစ်လို့တော့စပင်ငုတ်တူလေးနဲ့တွေ့ရင်ပေါက်သွားလိမ့်မယ်။အဲ့ဒါအတိတ်တရားဝုဒ္ဓအလင်းကားဗျ။အကြည့်ကျက်ချက်ပြောတယ်။အလှမှာကျွေးတဲ့ငချောက်ငံလိုက်ပုံမြန်ဆရာကြီးရေမူးမြက်ကံပေးမေးတင်နေရတယ်။အော်ဘာဖြစ်လို့တော့ကျွန်တော်မေးကြည့်နေရတာပဲ။ငချောက်ကငန်လုံးအားကြီးတော့ရေတအားငတ်လို့ရေအိုးစင်ခဏခဏမသွားနိုင်တော့ဘူးဆရာကြီးရေမူးမြက်ကံပေးမေးတင်ပြီးအော်တိုမက်တစ်တောက်နေရစကားတခွန်းတည်းနဲ့အလင်္ကာ2မျိုးဖြစ်တယ်ဗျအတိတ်ပြဝုဒ္ဓအလင်္ကာဖြစ်တယ်ဝင်ကဝုဒ္ဓအလင်္ကာဖြစ်တယ်စစ်ကြောင်းကြီး9ကြောင်းနဲ့မြို့ပေါ်ကအရာရှိကြီးတွေပေါ့ဆရာကြီးဟာမြို့နယ်အုပ်ချုပ်ရေးမှုလုံခြုံရေးမှုလုံခြုံရေးမှုစရဲပေါ့နော်ပညာရေးမှုကျမ်းမာရေးမှုစိုက်ပျိုးရေးအရာရှိကျွန်တော်တို့လှတော့ဘူးဆင်းလာတယ်ခမနေကင်းတဏှာကြီးလောက်ရောက်လာတော့အတော်စားလာပုံကြပါတယ်တဲ့ကျွန်တော်တို့ကပြောင်းမှုပြုတ်တွေချကြွေးတာစားလိုက်ကြတာဘာကြပြိုင်မှုတ်တာကြနေတာပဲအဲ့ဒါဥပမာအလင်းကားဗျသူတို့ဥပမာပေးရသိလွယ်တာပဲနော်ခက်စစ်မဟုတ်ဘူးသူတို့ပတ်ဝန်းကျင်သူတို့မြင်မှုတာလေးနဲ့ပေးလိုက်တာနားထောင်ရတဲ့လူကမျက်စိထဲကိုမြင်အောင်လာတယ်ဘယ်လိုမြင်စားနေကြမလဲပေါ်လွင်ထင်ရှားတယ်ဗျလှတော်သားကစဘာတိုင်သွားပြီးတော့စဘာရောက်နေတိုင်မှုကငွေရပြေစာမှာလက်မှတ်ထိုးပေးလိုက်တယ်သူများအတူထိုးလို့မရအောင်ရှုပ်ဆက်ခတ်ချလိုက်ဒင်းလှတော်သားလှမ်းကြည့်ပြီးတော့လုံမနေပါနဲ့ဆရာကြီးရဲ့တပြက်စီမင်းဆွတ်ရိုက်လိုက်ပြီးတာပဲပြီးတဲ့ရှုပ်တာတော့မရှိတော့ပါဘူးကျွန်တော်ကသဘောကျတယ်ဩခင်ဗျားတို့ကလည်းပြောတတ်လိုက်တာနော်လို့အဲ့ဒါယောက်ျားတွေပဲပြောတတ်သလားလို့မိန်းမတွေရောမပြောတတ်ဘူးလားလို့လှတော်သားတယောက်ကပြောတယ်ဩပြောတတ်တာပေါ့ဆရာကြီးဟာတဲ့ကျွန်တော်မိမနဲ့ရန်ဖြစ်တော့ကြိတ်မောင်ပြောလိုက်တာတဲ့မင်းငါဘာကောင်မှတ်လဲငါတို့ယောက်ျားဆိုတာလေကား3တစ်ဆင်းလူပြိုဖြစ်တယ်ကွာလို့ပြောလိုက်တာတဲ့ကျွန်တော်မိမချက်ချင်းပြန်ပြောတယ်တဲ့ရှင်ရမလေကား3တစ်ဆင်းနေအောင်မဲတဲ့ကျမတစ်ထစ်မှဆင်းစရာမလိုဘူးအိမ်ပရင်းမောက်ကိုဖွင့်ပြီးလက်ရခေါ်လိုက်ရင်အပြိုဖြစ်တယ်တဲ့ဒါမျိုးသမီးတွေမှတ်ထားဖို့ကောင်းပါလေအဲ့လူကဆက်ပြောသေးတယ်ဗျဆရာကြီးတဲ့ကျွန်တော်မိမအဲ့လိုပြောပြီးတဲ့နေ့ရစပြီးတော့နောက်ဆိုကျွန်တော်တို့လင်မယားနည်းနည်းလောက်စကားများရင်အိမ်သားအကောင်တွေဘဲမှမသွားတော့ပါဘူးပရင်ပေါက်ကိုစောင့်ကြည့်နေကြမှာခမရတို့နဲ့ပြောရတာလဲရီးနေရတာပဲနော်လို့အဲ့လိုပြောတော့လှတော်သားတယောက်ကဟုတ်တယ်ဆရာကြီးရဲ့ကျွန်တော်တို့ကကိုချင်းချင်းလည်းအဲ့လိုပြောပြီးတော့ရည်နေတာပဲခမရည်နေတော့ကျမ်းမာတယ်တဲ့ဆေးရုံဆေးကန်းမသွားရဘူးတဲ့လှတော်သားတွေသိတယ်ဗျရဲချင်းသည်စိတ်ဖိစီးမှုကိုရောပါတယ်ကျမ်းမာရေးကိုထောက်ကူဖြစ်တယ်လို့နားလေတယ်